20ရွယ်မှာဘာမှမသိခဲ့တာပုံမှန်ပဲလားဒီအဖြေကိုကျွန်တော်ဖြေပေးချင်တာပေါ့ဟုတ်ပါတယ်အပြေအဝပုံမှန်ပါပဲဘာလို့လဲဆိုရင်အသက်20ရွယ်မှာလမ်းပြောင်းနေတာကိုယ်ပဲလမ်းသွားချင်လည်းမသိနေသေးတာကိုပါလှုပ်ချင်တာလည်းမသိတာလဲဆိုရင်အသက်20မှာလမ်းပြောင်းတာတော့ဖြစ်နိုင်တယ်ကျွန်တော်တို့ဘာလို့မှလည်းမသိဘူးဖြစ်နိုင်တယ်ကျွန်တော်တို့လမ်းပြောင်းတယ်ဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့အသက်20အရွယ်ပဲမလို့လေအကြောင်းမလို့အဓိကတော့ဆက်ပြီးရှာဖွေနေဖို့နဲ့အဲ့ဒါကိုလက်ခံနိုင်ဖို့ပေါ့ဒါပေမဲ့ကိုကအပြည့်အရွယ်မှာအပြည့်အသက်20ရွယ်မှာဘာမှမလုပ်ဘဲတော့ငါဘာမှမသိဘူးကွာငါဘာမှမတတ်ဘူးကွာတနေ့ငါ့ကိုတနေ့ရောက်ကလာကေးလိမ့်မယ်ကွာငါလာတင်ပြလိမ့်မယ်ရှိဘူးနော်အသက်20ရွယ်မှာကိုကလည်းစပြီးလှုပ်လို့ရမယ်မားကွာအမားတွေအများကြီးလှုပ်လို့ရတယ်ကွာအဲ့ဒီအမားတွေဟဲ့ကနေတင်ခန်းစာယူကွာညနေကိုနဲ့နိုင်ရှင်ပြီးစိတ်မကောင်းဖြစ်တာဒါတရားတော့အများစုဒီအသက်20ရဲ့အရွယ်မှာဂျုံရတဲ့အသက်အရွယ်မှာပေါ့ဒီကောင်ကဂျုံရတဲ့ခက်ခဲတယ်ပေါ့နော်ချို့အသက်20ရွယ်တော့ကြည့်လိုက်ရင်သူတို့ကကိုထတာနေပြီးတော့သူကကိုထအများကြီးတည်နေတယ်လို့ဘာလို့อ่ะသူတို့မတည်တာသူတို့ကိုတို့ကမတည်တာလည်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့သူတို့လည်းမပြောင်းလဲသူတို့မတည်အဓိကတော့မတည်သေးတာကိုဆက်ပြီးတော့ရှာဖွေဖို့နဲ့အန်တကယ်ဆိုရင်အသက်20ရွယ်တည်ပြီးသားရွယ်မဟုတ်ပါဘူးရှာဖွေနေရမယ့်အရွယ်